လူမြင်လာတာပဲဟိုကလူတရားလေလူမရှိတဲ့နေရာမှာနေရတာဆိုတော့လေတခြားဥပဒေဆိုတော့အဲ့ဒီလေးစားအနီအောင်ထိသွားပြီဆိုလို့ရှိရင်လေနော်မင်းနော်တခါလေပြက်ပြီသူကဒီလိုလေးလောက်တာမိုက်ရယ်သူကအလုံးမဟုတ်ဟဲ့ဘယ်တော့ခုံချ Oh my god အပြေးစားပေါ်မှာတက်ပြေးနေရတယ်လို့ပဲရမ်းမိုက်တယ်စီစဉ်ရတော့ရမ်းမိုက်တယ်သမီးရဲ့ရမ်းကောင်းတယ်သမီးရဲ့ဟုတ်ပါပြီ90ကျော်ပြီပေါ့နော်ယွန်းတို့ကတော့မိမိကတော့အနောက်မှာစမ်းနေတော့မှာပဲငါတန်းတန်းဆန်းဟဲ့တန်းဆန်းအဲ့ဒါအမေရဲ့သူများပြောစကားလေးမဟုတ်တော့လေကိုကငါတန်းတန်းမိပါလေတော့မတန်းနေတူနေရတယ်ဟုတ်တော့ဟိုလေကလေးအများကြီးတက်ရအောင်တက်ပြီးသွားတက်ပါလားတက်ပြီးသွားပတ်လက်တက်ပြီးသွားအနီရမဟုတ်လားမသိဘူးမေ့တော့အစိတ်အကြိုက်ပဲလေတာအေးတက်ပြီးသွားအနီရမေ့တော့ရေးပြောရလေကိုရီးယားဖဲဆရာလေးပြန်လာဒီမှာလူနေရအေးလူမတွေ့ဘူးနေလူတွေ့တာထူးဆန်းလေးလောက်ပြီးတော့ဆွတ်ဆပြီးတော့ဟဲ့ဘယ်လိုမှဘယ်ရမှအော်အေးလမ်းပြောင်းနေပါလေတော့ဘယ်သွားမှလဲလို့ကြည်နာဘယ်ဟုတ်မယ်ပေါ်နေရပါလေကဖြောက်သွားတာဟိုအပေါက်မှာတော့ဟာဒီမှာဒီမှာအမေဒီမှာဝင်လာလို့မှာတော့အပေါက်မှာတော့60အောင်ဒီစကောက်ဘယ်လိုလဲနေကုန်လားအမဒီကတော့ဆက်သွားနေပြီပေါ့နော်အမေကအခုမှမုံတော်ထဲမှာညစ်နေတော့ဝဲရှိသေးတယ်ပါလေကိုနေရာမှာပြကြတော့အဆိုးပါပြေးတရားရောင်မပြေးတရားရောင်ပေါ့နော်ပြေးပါရဲ့အခုဆောရအရင်ပေါ့သွားရင်နော်ဆောလို့ကောင်းသွားပြီโอเคအော်အမေကဒီဟာမလားအေးတက်သွားပြီတမီးတို့ဒါလေးများလေကလည်းတက်ပြီးရောဆင်းလဲဆင်းရောခွကြဝဲကြကြရှောပေါ်နေရှောဆင်းရတယ်ဟုတ်တယ်မလားသူရှောဆင်းရတာရတယ်ပြောလိုက်ချင်းဘယ်လိုလဲမသိဘူးအော်ခုံချလိုက်ပြီအမေလိုက်ကြမယ်မေသိလားမေယုံလားလိုက်ပါမလိုက်နဲ့လို့မပြောပါအမေလိုက်လာကိုကဘလို့ခုံချလိုက်တယ်မကြည့်အေးအခုပဲအရောက်ပဲပြန်လာအောင်အမေရတဲ့ဒီလူကဒီကနေမသွားဘူးအဲ့လားဟုတ်ပါလူပဲလိုက်လာငါပေကြတယ်ရအောင်ငါ့ကိုလောက်ပါဦးအမလိုက်လာနေရလားဟဲ့မေကြည့်လာအောင်ညက်နေပြီလောက်ကြအောင်တော့မကြအောင်ဟဲ့လောက်ပါဟဲ့အမေပဲရောက်လာလေအဲ့ဒီမှာညံ့နေတယ်အေးအခေါင်ချလိုက်ရအကောင်းဆုံးပဲဒီနဲ့မဆွဲနဲ့နော်ဆွဲပါဆွဲနဲ့ဆွဲလိုက်လို့ရှိရင်အမေကျွေးရမှာဆိုလို့မဆွဲတော့ဘူးလေသူ့ပဲကျွေးခိုင်းလိုက်တော့အမေသမီးမြောက်ကြောင်မေးပြီးရဲ့မဆွဲဘူးလေဒီအပူလေးကိုရမ်းကြိုက်သွားတယ်။မိုက်ပါတယ်လို့ပြောတာ။ဇက်လေတာပါပဲထွတ်။နိုင်ရပါ့။အဲ့ဒါကြာတော့မပြောတော့ဘူး။ဟာကြည့်။ဒီမှာအေးကောင်းပါလေ။ပါနဲ့။ကောင်းပါလေ။ဘယ်လိုလဲ။ကောင်းပါလေ။ဘဝမှာဒီလောက်ခုံလို့ကောင်းတဲ့ OB ရှိလိုက်မယ်လို့ထင်ချဘူး။ရှင်ထင်ချကောက်စแล้วမစ္စရတော့ရေးမကြည့်ဘူးဒီမှာခုံချတော့ပြန်မတက်တော့ဘူး။အဲ့ခုံချပလိုက်ရော။ဆက်ခုံချပလိုက်။အေးခုံချပလိုက်။အော်မော်တယ်။ဒီခုံချတာဟောရှိပြီ။စားပြီ။ဘာပြောလဲမင်း။ဒီတိုင်းစားပြီ။တော်ပြီရဲ့။မီစားလိုက်
အရင်များနေလို့တော်တော့လို့ပြောတယ်ကြောင်ကြအရင်ဝင်လာတယ် အမေဖုန်းကဝင်တော့ မျိုးနာမဝင်ဘူးဟာ ဝင် အဲ့ဒါအမေဖုန်းက limited edition ဆိုတော့လေအားကြောင့် limited အော်အေးလေးစားကိုတတ်နေခဲလိုက်တယ်မေအေးရော83ရောက်ပါပြီရှင်80တော့ကျော်လာပါပြီရှင်ဟေး85ရောက်ပါပြီတော့မှဒီရောက်ဖက်အပ်ပါလေလက်ထပ်လိုက်ပါလေရှင်နမလေးရယူမိပါလေရှင်နမလာထဲတော့ကျော်နေโอเคပီဇာနဲ့ဟမ်ဘာဂါလေးကွာအော်ပီဇာနဲ့ဟမ်ဘာဂါလေးဒီဟမ်ဘာဂါနဲ့ဟိုမုံနဲ့မဝရရှယ်ပဲဖုန်းတစ်လုံးနဲ့တစ်လုံးရွေးခိုင်းတာလည်းမတူတော့ဘူးလေမင်းဖုန်းမှာရွေးခိုင်းတာတစ်မျိုးဒီဖုန်းမှာရွေးခိုင်းတာတစ်မျိုးလေးရှင်ပြီးတော့ရွေးခိုင်းတာလေပြရမှာမတူဘူးလို့ပြောတာမဟုတ်ကလေးဒီလားအော်စကားများလိုက်တာမဟုတ်ကပြောတာမတူဘူးလို့ပြောတာမဟုတ်ကလေးဒီလားဟိုအသားနဲ့လောက်လာတာလည်းရှိရ cheese နဲ့လောက်ထားတာလည်းရှိရ ဟိုင်း တိုင်းတိုင်းလို့တော့အော်လူလဲလူလဲ ရလိုက် လူလဲ wait for me wait ရ for me ပါပြီရှင် ရောက်တော့မှာ93ရှိပြီခဏလေး သူများချွေလာလို့တီပန်းနဲ့ရောက်သွားပါပြီတီရမှာမဟုတ်ရုံးလေးရောက်သွား okay ဆက်သွားပါမယ်ရောက်တော့မှာရုံးလည်းမေတို့နာရောက်တော့မှာဒီလား96ရှိပြီကွာဒီလားဖရိုရီယာခုံလိုက်ရင်ဘလောက်မှမကြတော့ရန်တော့တော့လေးပြရမလား okay ပြောမေးတာပြောတာပါကိုရီးယားရဲ့ friend တောင်းဆိုလို့ဒီလိုလွယ်တဲ့ game လေးဆော့ပေးရတောင်းဆိုတဲ့ဟာလေးဆော့ပေးရတချို့ကလာတယ်အဲ့လောက်လွယ်တဲ့ game လေးခုံတက်တာလားအဲ့လောက်လွယ်တာလေးပဲဆော့တက်တာလား ဟုတ်တယ်တီကလွယ်တဲ့ဂိမ်းပဲစော့တတ်တယ် ဟုတ်ဘူးမီးကိုလာပြောတာ fan လေးတောင်းဆိုတာကိုမီးဆော့ပေးရလေအဲ့မီးကိုပြောတာအဲ့မီးကလေဟုတ်တယ် ရပါပြီရှင် okay ခုဆိုရင်တော့အားလုံး ဒီ မေး နေ့ ရပါ ပန်းနဲ့ရောက်ပါပြီပေါ့နော်တာမီ3ရလုံးပန်းနဲ့ရောက်ပြီပေါ့နော်ဒီတော့ဒီလောက်ပါပဲ စုပေးကြရ ကျေးဇူး စေ တင်အားလုံးတီတဲရီအားလုံးကျေးဇူးတင်တယ်နောက်တီအားတဲ့ခါကျမှပြန်တွေ့မယ်နော်အားလုံးပဲဘိုင်ဘိုင်